ရှင်ဗျာအဲ့ဒါတွေကိုမသိဘူးဗျ မသိပါဘူး လုံးလုံးကိုမသိဘူးဗျနော်တကယ်တော့တပည့်တော်တို့ရဲ့ယဟန်ဆိုတာဘုရားကနေအတိမတ်ပြုတာမဟုတ်လားဘုရားတို့တရားသိပြီးနေဘူးဗျနော်အတိမတ်ပြုတာဆိုတဲ့အခါကျတော့ယဟန်ဖြစ်လာရောအဲ့ယဟန်တွေကိုတော်တော်များများအထိအေးဘိက္ခုတဲ့သူအတိမတ်ပြုပါသေးတယ်နောက်တော့ဗုဒ္ဓတရဏဂိသာမိဆိုတာမျိုးနဲ့လည်းဘုန်းကြီးဖြစ်တာတွေရှိပါတယ်လားနောက်ကြတဲ့အခါကျတော့ပါကဲတလို့ဆိုရင်ဒီနယ်ပယ်မှာရှိနေတဲ့တန်ခါကနေပြီးဒီကလာအတိမတ်ပြုတာဖြစ်ပါစေလို့ပြညာချက်ကဒီကနေ့တည်ရှိနေတဲ့ပြညာချက်ပဲအဲ့တော့ဆိုလိုတာကတော့ဘုန်းကြီးဆိုတဲ့ဝီနီးဆိုတဲ့ဟာအရာကဘုရားကနေပြီးတော့ဝါ20ရမှပြညာတာဟုတ်ပါတော့ဝီနီးဆိုတာဝါ20ရမှပြညာတာဆိုတော့ဝါ20မတိုင်ခင်တော့ဘုန်းကြီးတွေကဘာနဲ့လောက်တာပြောပါဦးနော်လာခဲ့တာပေါ့အေးပေါ်ဆိုလိုတာကတော့အဲ့ဒီလိုပဲသူတရားသိပြီးပြီဆိုရင်သူအေးပဲကိုရတာဟုတ်တော့လားနော်အဲ့လိုပေါ့ तू ကလည်းပဲသာသနာတာဝန်ကိုလဲပတ်ပြီးတကလားဟောပြောပြီးတော့သူ့တဘွားကိုပေးခြင်းတယ်လို့ဆိုတဲ့ပုံကိုဆိုလို့ရှိရင်အေးဘေကုလို့ဘုရားခေါ်လိုက်တာပဲလေဒါဆိုလိုတာကတော့သူ့မှာသင်္ကန်းရှိမရှိသူ့မှာတခါတည်းတပိတ်ရှိမရှိနော်ဟောအဲ့လိုပေါ့အဲ့တော့သူတော့ဖြင့်ဘုရားနေတယ်လို့တော့တောင်းစားနေအဲ့လိုပဲဒီသင်္ကန်းလေးဝတ်နေပေါ့နော်သူ့သင်္ကန်းကလည်းဘာရောင်လဲဆိုဘာရောင်မှမဟုတ်ဘူးဒီလိုအဖြူတွေပဲနော်အဖြူတွေဝတ်နေရနေပြီးတော့ဓမြတိုက်ခံရတဲ့ခါကျတော့မှဒီအဖြူတွေကသူတို့ဖြူကနည်းနည်းကောင်းတဲ့ခါကျတော့ဓမြတွေကတိတ်သွားအဲ့ဓမြတွေဖမ်းမိတဲ့ခါကျတော့ကဲကိုပစ္စည်းကိုပြန်လာယူလို့ရတယ်လို့အုတ်ချုပ်ကြီးကကြေညာလိုက်တဲ့ခါကျတော့အရင်လာယူတဲ့သူကကောင်းတဲ့ဟာတွေအရင်ယူသွားတာပေါ့နော်ကိုဟာဟုတ်အဲ့တော့အရိယာမဟုတ်သေးဘူးပေါ့အရိယာနဲ့မဆိုင်ဘူးတော်ဝီနီးနဲ့ပဲဆိုင်တယ်နော်မဟုတ်ပါဘူးဒီလိုပါအခုပြောတာတွေကိုဆက်ပြီးနားထောင်ရင်မြတ်စွာဘုရားသာနာခုနပြောသလိုပဲဆရာကြီးပြောသလိုပဲမှန်တယ်သွားခဲ့တာမှန်ပြီမဲ့ဒီကနေ့ဦးစင်းအမြင်ရကိုဥစ္စာမှာစိတ်ကြောင့်ဖြစ်ပေါ်လာတာရဲ့အခုဂေါရမဗုဒ္ဓထားခဲ့တဲ့ဝီနည်းတွေရဲ့အဲ့ဒါတွေနဲ့ကိုနဲ့အဆက်ပြီးကိုယူခြင်းလို့ယူလိုက်တယ်လို့ပြောရင်မှန်နေမလားကိုယူခြင်းလို့ယူလိုက်တယ်လို့ပြောရင်တော့ဒါဟုတ်တယ်ယူခြင်းလို့ယူတာတော့ပြောလို့ရပါတယ်အဲ့ဒါလေးပဲလို့အောင်လို့ဒီလည်းကိုစင်ရင်နေလို့ပါယူခြင်းလို့လည်းပဲယူနိုင်တဲ့အနေထားရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ तू မှန်းနေပြီ तू ကအရိယာတရားဖြစ်နေပြီဆိုရင်တော့ तू ယူခြင်းနဲ့ဟာ तू ကနေပြီးတော့ဆိုကြပါစို့အသိအောင်နေဝတ်နေတယ်ဆိုရင်လည်းစိတ်ပဲ तू ကဖြူနီးပြားတွေနဲ့ तू ဝတ်နေတယ်ဆိုလည်းဖြူနီးပြားပါပဲအဲ့လိုဆိုရင်ဗုဒ္ဓအခုလို့ဦးဇင်းတို့သင်္ကန်းဆိုရင်လားလေခွင်းပုံစံထားခဲ့တယ်လို့အဲ့ဒါစောက်ထဲမှာမပေါ့ဘူးလားအဲ့ဒါတွေကတောက်ထောင်းကာလပါဒါသင်္ကန်းနေချုပ်တာဆိုတာသင်္ကန်းဆိုတာရှေးခါအတူစတွေရပါမို့လားဟုတ်တယ်ဒီအတူစတွေဆိုတဲ့ခါကျအကွက်တွေလောက်ကြပါမို့လားအကွက်တွေလောက်ကြရတဲ့ခါကျဒီလိုမျိုးလို့ဒါလောက်ကြရတာပဲဖြစ်သွားတာလို့ပြောပါပါတကယ်တော့ဘာမှအဲ့ဒါတွေကအလေးနဲ့မဟုတ်ဘူးအဲ့ဒါတွေကတရားလည်းမဟုတ်ဘူးဆိုလိုတာကတော့အလုံးတညီတညွတ်ထဲနဲ့နေကြထိုင်ကြဖို့ရအပိုင်းဆိုင်ရာလေးအတွက်ပြညာချက်ပဲဖြစ်တယ်လို့ဒီလိုပြောပါပေါ့နော်အဲ့တော့ရှင်းအကြောင်းတွေကလိုက်နာစရာမလိုတော့ဘူးဆိုတော့ပယ်လိုက်လို့ရတယ်ပေါ့အဲ့လိုလည်းပဲအကုန်လုံးတော့လည်းရှောက်ပဲနေဖို့တော့လည်းမဟုတ်ဘူးပေါ့နော်ဆိုလိုတာတော့ညီညွတ်တဲ့ဟာညီညွတ်ပေါ့ပဲတဲ့ဟာလည်းပဲပေါ့ဒါဟုတ်တယ်မလားနော်ဆိုကြပါစို့တရားကိုထိခိုက်ပဲဟာဆိုရင်တော့သူကဘုန်းကြီးလုံနေပြီးတကလားဟာသူများများတွေရှောက်ဆွဲနေတယ်လို့ပြုတ်နေတယ်လို့ဆိုရင်တော့လည်းဘယ်လိုလုပ်ပြီးတော့ဖြစ်ပါမလို့ပေါ့နော်ဟုတ်တယ်မလားနော်ဒါဒေသနာကိုသွားညှိတဲ့ဟာတွေဖြစ်နေမှာဟုတ်လားဒါကတော့ဘယ်လို့ကိုလို့ချင်းလို့လို့ပဲရပါမလို့ပေါ့နော်အဲ့လိုမဟုတ်ပဲနဲ့ခုနပညာချက်ကတော့ဘုရားလည်းပဲသူပရိနိဗ္ဗာန်သက္ကန့်ဒီမှာမေးခဲ့တယ်အရှင်ဘုရားမရှိတဲ့တော့ဘုသူကိုယ်ရမှာလို့ဆိုရင်တော့ဟာပဲဒါဝီနီးနဲ့ဒါဓမ္မနဲ့ရှိတာပဲဓမ္မဝီနီးရဝီနီးရတယ်ငါပညာပြီးသွားပြီပဲဆိုတော့သူကတော့အဲ့ဒါကိုသူပြောပြီးသွားပြီပြောပြီးသွားနောက်ကြတော့မှသူစဉ်းစားမိတာ तू အစဆုံးဝီနီးပညာမလို့လှုပ်တဲ့အချိန်တော့ तू ပြောခဲ့တဲ့စကားတစ်ခုရှိတယ်ငါမပညာတဲ့ဟာဆိုဘယ်သူမှမပညာဘူးတော့လို့ပြောတဲ့ချက်ငါပညာပြီးသွားတာဆိုရင်ငါမဖြတ်ရဘယ်သူမှမဖြတ်ရဘူးတော့လို့သူပြောတယ်အပညာတာနပညာနပညာပြီးဖြစ်တယ်ပေါ့နော်ပြန်တာပြီးထေရဝါဒဖြစ်လာပေါ့ဟုတ်တယ်အဲ့တော့ဆိုလိုတာတော့ပြင်အဲ့ဒါကို तू ပြန်သတိရတဲ့အခါကျတော့तू ကတည်တော့ပါतू မရှိတော့ရင်ဘယ်နဲ့လုပ်မလဲပေါ့သူပြိနိဗ္ဗာန်ပြုတော့ဟုတ်ဘူးလားဟုတ်ပါတယ်ပြိနိဗ္ဗာန်ပြုတယ်ဆိုတာတကယ်တော့သေတာပါပဲတကယ်တော့ပြိနိဗ္ဗာန်ပြုတယ်ဆိုတာကဘယ်သူကပြောရတော့ဘုရားဖြင့်ငါပြိနိဗ္ဗာန်ပြုတော့မယ်လို့မပြောပါဘူးဘုရားဟုတ်နော်ဒုက္ခပဲစာပေအလို့ကြီးတော့မလုပ်ပါနဲ့ပြောကြပါလေဗျာတကယ်ကို
ပရိနိဗ္ဗာန်ပြုမယ်လို့မပြောပါဘူးဒီကတော့သူ့ကို ဝိ ကွယ် နိ လွ ဗ္ န် ဗာန် တယ် တု လို့ တ်ကြီးတောင်ရှိနေတယ်ဥစ္စာ ဟုတ်တယ်မဟာပရိနိဗ္ဗာန်တုတ်ဆိုတာနောက်မှလုပ်တဲ့တုတ်ပဲဗျာ အော်ရက်ဆက်လိုက်တာ ရက်ဆက်လိုက်တာလို့မလုပ်ပါနဲ့ဒါကိုသမိုင်းကိုကြည့်တတ်ပါသိပါသမိုင်းမသိဘူးဆိုတော့ရက်ဆက်တယ်လို့ပဲထင် ကျန် ပါ တဲ့ ရ ဘုန်းကြီးတွေနဲ့ဒီမြန်မာနိုင်ငံမှာဒါကြီးကိုပြီးတော့သုံးကုန်ဆောင်တဲ့လူတွေရဲ့ကြားထဲမှာရှင်ညာနာလို့တည်တဲ့သူတွေဆိုရင်ဘယ်ဒီသာနာတည်တော့မလဲ ဟုတ်တာပေါ့ထေရဝါဒတာတော့ဖျို့ဖျဲပြက်ပြီးတော့ကိုသွားတော့ပါဗျာ အေးမပြတ်ဘူးလေအခု ခုမပြတ်တာကတော့ဒီထေရဝါဒသာသနာကိုအာနာကနေပြီးတော့တရားသာသနာဆိုတော့တရားတွေကနေပြီးတော့ထောက်ပံ့ထားတာလေဟုတ်တယ် လက်သက်သက်တော့အစီအကူမှပေါ်တော့ ဟုတ်တယ်သာရရှိတဲ့သူတွေကနေပြီးတော့ကိုကြီးပတ်ဖို့ပြီးတော့နေလို့မလို့နှုတ်မဝင်ဒီသာသနာပြတ်တာကြာလာပြီတရားမရှိဘဲနဲ့သာသနာဒီလိုပဲရမှာတော့တရားလည်းမရှိဘဲနဲ့တရားတိရိဓမ္မတော့ကမတိုင်ခင်ကတည်းကတရားမရှိခဲ့တာဟုတ်နော်သာသနာနှစ်200မတိုင်ခင်ကတည်းကတရားကတော့ကွယ်ခဲ့တာ ထားပါတော့လေ အဲ့ကွယ်ခဲ့တာကိုတရားမရှိဘဲနဲ့ဒီဘုန်းကြီးတွေဒီလိုနေနိုင်တာဟာဒါမင်းအာဏာနဲ့နေနိုင်တာ အဲ့လိုတော့မဟုတ်ပါဘူးဒီလိုပါ အဲ့လိုမဟုတ်ဘူးလို့ဆိုတာကတော့မတိသေးလို့မဟုတ်ဘူးလို့ပြောတာဖြစ် အဲ့လိုမှားတယ်မဟုတ်ဘူးဦးစင်းဟာဗုဒ္ဓဂုံကြီးအက္ခဓမ္မဟာလူဘဝကလည်းဆွေးနွေးခဲ့တယ်ဦးစင်းအစွဲမားခဲ့လေဆိုရင်ဒီရှင်ညာနာကြီးနဲ့အပြန်အလှန်ဆွေးနွေးပြီးတော့အဝါဖြစ်သွားပြီလေအဲ့လားဒီသင်္ကန်းနဲ့ဖြစ်သွားပြီနှုတ်မသိဒီကောင်းရင်တကယ်မှန်တယ်တကယ်တွေ့ အဲ့ဒီတော့ကလည်းဆွေးနွေးတော့ကလည်းပဲတောင်တယောက်တောင်တခြားမြောက်တခြားပဲဗျ အဲ့တော့ ဥဝကဓမ္မဆိုတဲ့သူကကျွတ်တို့ရဲ့တရားဓမ္မကိုလုံးဝသိတယ်လို့မဟုတ်ဘူးလို့ဆိုတာ အလက်ကိုမခံတာ ဟုတ်ပါတယ်အဲ့လိုဆိုတော့ဒါအမှားနေတဲ့ဥစ္စာကြီးကိုဒါ အဲ့အမားကြီးကိုသိလို့လက်မခံတာလေ မဟုတ်လေ ဘာကွာအမှန်ကိုမြင်လိုက်တဲ့နောက်ပိုင်းမှာ ဥဝကဓမ္မဖြစ်မဲ့သူကလည်းပဲကျွတ်တို့အမှားကြီးလို့မြင်တယ်ကျွတ်တို့ကလည်းဥဝကဓမ္မမြင်ထားတဲ့အမြင်ညာအမှားကြီးလို့မြင်တယ်အဲ့လိုမြင်တာဆိုတော့ဒုနဲ့ဒုကဒါလက်မခံကြဘူး အမှန်တော့ မိတ်ဆွေကတော့မိတ်ဆွေဖြစ်နေပဲနေနေတာပဲပေါ့ဒါပါပဲ ဆိုတော့အဲ့တော့ကဘုန်းကြီးဖြစ်လာပြီပေါ့ဦးဇင်းအကြောင်းနဲ့ကံနဲ့ခုရဟန်းဘဝမှာဦးဇင်းသာနာပြုခြင်းနဲ့ဦးဇင်းလှုပ်ဆောင်ခြင်းတွေကြောင့်နိုင်ငံတော်လည်းအခုထိုက်တန်နေဆိုတော့လေးအဖွဲလေးရတယ်ဆို ကြည်အဲ့ဒါတက်ကသာဆိုတာလေတရားတွေကနေပြီးတော့ဒါထောက်ပါမယ်ဟုတ်ကဲ့ ဒီမှာတော့လေအဲ့ဒါကြားထောက်မှလူပဲဖြစ်ဖြစ်ပေါ့အရေးကြီးတာအကြောင်းတရားအရာ ဟုတ်တယ်စမ်းနိုင်သူကနေပြီးတော့ဟာဘာဟာတတ္တဗဇောတိကတသဆိုပြီးတော့တခါတော့ဟောပေးလိုက်ပြီဆိုရင်တော့ဒါကတော့ဒါတက်ကရဲ့ပဘုံဘူးရသွားပြီလေအဲ့လိုတင်ကြီးပွားမှာဒါ အဲ့တော့တို့ဒီရှင်ညာနာတာနာကြတော့အဲ့လို ဘုရားတာကပြောတာ ဟမ် ဘုရားတာက ဩပန်ပုံးမဲ့လူမရှိတော့ဘူး ပြီးဆုံးတော့လုံးဝပံဖို့တူရောတဲ့ပါအာနာရှိရဲ့လူတယောက်ယောက်ကနေဝေရောက်ပြီးပံဖို့တာမရှိဘူး ဘယ်လိုစောင့်ရှောက်ပေးတာမှမရှိဘူးကိုရိုလိုထဲမှာအာနာသာဖျောက်ကြည့်လိုက်ဟုတ်လားအခုဝိနည်းချအစင်းစင်းကနေပြီးတော့သုံးဖြတ်ပြီးတာကိုဗလိုက်တာလို့ရှိရဲ့ခရကနေပြီးတော့ခင်ဗျားတို့ရဲ့လွတ်တော်ကနေပြီးကလာပြဋ္ဌာန်းထားခဲ့တဲ့ဥပဒေကနေပြီးတော့ရေးယူမယ်လို့ဆိုတာမရှိကြည့်မရှိရဟောဘုန်းကြီးတွေဖြိုဖျက်ပြတ်သွားမှာ ဒီလိုရှိပါတယ် ကိုရိုသိပ်မသိဘူး62ခုနှစ်ကဥနေဝဲကနေပြီးတော့ဝိနည်းချတွေကိုတင်လိုက်တယ်ဝိလိချတွေဖြတ်သိမ်းတယ်လို့နိုင်ငံတော်အခြေခံဥပဒေကိုလည်းပဲ62ခုနှစ်ကဖြတ်သိမ်းခဲ့တယ်။အဲ့လိုဖြတ်သိမ်းလိုက်တာဘုန်းကျောင်းတွေဆိုလူကြတာဘုန်းကြီးတွေကျောင်းတွေလူကြတာဘုန်းကြီးတွေလည်းပဲတခါတည်းပြောမဆိုတော့တောရောက်တောင်ရောက်ကိုဖြစ်ကုန်ကြတာဘယ်ဘုန်းကြီးကမှဘယ်ဘုန်းကြီးကိုတိတ်မရှက်တော့ဘူးဟောအဲ့လိုလည်းဖြစ်တာအဲ့ဒါကို18နှစ်ကြာတဲ့အချိန်ကြပါဟိုတော့1980ခုနှစ်ရောက်ပါတက္ကမဟာနာယကအဖွဲ့ဆိုပြီးတော့ဦးနေဝင်းကနေပြီးတော့ဆက်ဖွဲ့ပြီးတကလားသူ့ရဲ့လက်အောက်မှာထားပြီးတကလားထားနိုင်ဖို့ရန်ဘုန်းကြီးတွေလက်ခံဖို့ရန်အတွက်ဘုန်းကြီးတွေကိုလည်းပဲကိုရောလုံးတဲ့ဟာကိုလည်းပဲသူရောကနေပြီးတော့ရေးယူပေးမယ်အဲ့လိုပြောတာ ဟောနော်ရာသာပရဏံသာရှိတာဟိုမနမနာအဲ့ဒါကိုရောထေရဝါဒတွေအသုံးချရတယ်ဖြစ်စီ အဲ့လိုမဟုတ်ပါဘူးဒါထားပါတော့လေ ရာသာပရဏံဆိုရင်ကဲဆိုကြပါစို့ဘုရားနေပြီးတော့ဟောရဖြစ်တယ်ဆိုလို့ရှိရဲ့သူလုံးတပြဟာတွေကိုရှင်ဘုရားထောက်ခံမှာလား အဲ့လိုမဟုတ်ပါဘူး အေးပေါ့ရှင်ဘုရားမထောက်ခံပဓာနာမှာမဟုတ်တာသူ့ရဲ့ဟောကြားချက်ဒေသနာအရာပဓာနာပဲဗျ ဟုတ်ပါတယ်အဲ့တော့ဦးဇင်းပြောနေတာလေဒီမှာဦးဇင်းအဲ့ဆိုတာခဏထေရဝါဒမှာပြီးသုတ်ဝိနည်းပြီးဒီမှာ၃ချက်ရှိတယ်ပေါ့ပြီးဒီမှာလက်မခံဘူးဆိုရင်ဝိနည်းကလက်ခံတာ ဝီနီးကတော့ပြညတ်ချက်ဖြစ်နေလက်ခံတာပေါ့ ဘုရားဝိနည်းနဲ့ညီလား ညီတာပေါ့ဘုရားဝီနီးနဲ့ဘာဖြစ်လို့ညီတာညီတယ်လားလို့ပြောဘုရားဝီနီးမှာပါရာဇိကရှိတယ်တာဂတိတ်ရှိတယ်ဟုတ်တယ်မလားကဲပါရာဇိကဆိုတာပဲအဓိကပဲ
တန်ခါးတိတ်ဆိုတာတော့မှတိတ်မဟုတ်လာဘူးလို့ပြောကြဆို ကျန်တဲ့ပါစိတ်တွေဟိုဒါဒုက္ခတွေအကုန်လုံးစွန့်မလိုက်တော့လား စိုးပြလိုက်တာမဟုတ်ဘူးဆိုလိုတာကတော့အဲ့ဒါတွေတင်ကတော့တိတ်ကြီးဒီမဆိုင်ဘူးလို့သူပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုတော့ကဂိုက်ခွဲလိုက်ပြီလေထေရဝါဒနဲ့ဂိုက်ခွဲလိုက်ပြီဆိုတော့ဒီလိုတန်ခါဒီလိုတော့ပဲ ကိုခိုင်းနဲ့ကိုယ်ပဲ ကိုခိုင်းနဲ့ကို ဝိညာဉ်နဲ့ကိုဖြစ်သွားပြီ ဒီဘာတော့ဝက်ကတမဘာမှမသိဘူးဗျဘာမှမသိဘူးလို့ဆိုတာဆိုကြပါစို့ ရှင်ညာနာရဲ့ဟိုဒါမသိတော့ဘာမသိ ဒု တော့ တိယသင်္ကန်းရင်နာတင်တယ်နော် မသိပါ ပြောမပြောက်သေးတော့ဒီလိုမရသေးဘူးလေ ဘယ်သူမှလည်းမလုပ်ဘူးအဲ့ဒီခြံနေအဲ့ဒီတိုင်းပဲဖိုးဖားနေကိုယ်ကနေနေတာပဲဒါ ဒီနေ့တော့သူနိုင်ငံတော်ကတော့သူ တကယ်လို့နိုင်ငံတော်ကတရားသွားတယ်အယူပြောက်သွားပြီတကယ်ကိုလူကောင်းနေအုပ်ချုပ်သွားပြီဆိုဒီတော့ပြန်ရပါပေါ့ ဩအဲ့လို အဲ့လိုမြင်ပါတယ်ဟုတ် အဲ့ကျမှတပည့်တော်ရှိပါဦးမလား တပည့်တော်လည်းတည်ကြံတည်လောက်ပါပြီဒါ အဲ့ဒါဆိုရင်ဒါကြီးကဘယ်လိုပိုင်ဆိုင်သွားမလဲ ဟိုတပည့်တော်မရှိတော့ရင်လည်းပဲတပည့်တော်ရှိတော့ကြတဲ့တပည့်တော်မပိုင်ဆိုင်ဘူး တပည့်တော်ကိုသူတို့ကပေးတယ်ဆိုတော့တခါတည်းကလေအေးငါမင်းတို့ပြန်ပေးတယ်ကွာလို့အဲ့လိုပေးတာ ဒါပေါ့ ဒီချမ်းလဲတပည့်တော်ချမ်းမဟုတ်ဘူးအဲ့နှွေးစားရမှာနေတာလဲတပည့်တော်ချမ်းမဟုတ်ဘူးမန္တလေးလဲတပည့်တော်ချမ်းမဟုတ်ဘူးရန်ကုန်လဲတပည့်တော်ချမ်းမဟုတ်ဘူး ဒီသူတို့ ကျော ထား င်းလဲ လို့ တပည့် နေရ တော် တော့ ကျောင်းမဟုတ်ဘူးဟုတ်တယ်ငါကတော့မင်းတို့ပြန်ယူပြလို့ငါချတဲ့လို့လဲငါချကိုရှင်းနေတဲ့အနေထားမျိုးမရှိဘူးလို့အဲ့လိုဆိုတော့လို့မင်းတို့ကမင်းတို့လောပါလို့ ဆိုင်ဦးရအောင်လာသေးလား မလာဘူးဆရာယူရအောင် ဘယ်လိုဖြစ်သွားလို့လဲ ဆရာယူရအောင်ကကြောက်သွားတယ်လေ ဩ ဟို6တဲ့လူက6တာဟုတ်6တဲ့လူက6တော့ကြောက်သွားတယ်ကြောက်သွားတဲ့ခါကျမလာဘူးပေါ့ဒါ မှားလို့မဟုတ်ဘူးပေါ့ မဟုတ်ပါဘူးဗျာကြောက်လို့ပါ อืม အမှန်တော့ကြောက်တာကလည်းပဲအမှန်ကိုပြည့်ပြည့်ဝဝမသိတော့ကြောက်တာပေါ့အမှန်ကိုပြည့်ပြည့်ဝဝသိရင်ဘယ်ကြောက်မှာတော့ဒီတော့ဆိုရင်ကိုယ့်အမှန်ကိုပြည့်ပြည့်ဝဝသိနေတာဖြစ်တဲ့အတွက်တတ်ပြစ်ပါလားခုလာတတ်ပါလားအေးတတ်ရလို့တတ်လို့ရှင်တော့အဲ့ဒါမင်းတို့ပဲပို့ပြီးတော့နေတာပါဗျာလို့ဘယ်လိုနေတာမှာဆိုတိုက်ငါကြော်ကြသွားမှာလို့ကြော်ကြသွားတယ်ဆိုငါယူထားမင်းတို့ကငါယူထားနှိကိုဖို့တဲ့တတ်ခါမှာငါယူထားမင်းတို့ဖော်ပေးတယ်လို့ဖြစ်ပြီးတော့ဟောကဘာတိကြော်သွားမှာဗျာလို့ဒါ ခုထင်တာလား တကယ်ကိုဖြစ်ပါအဲ့ဒါ ဆိုတော့ထားပါတော့လေဒါတွေကဟိုဦးဇင်းထက်တက်မိတဲ့ဆိုတော့ဖောင်းဖြင့်ဓမ္မမိတ်ဆွေလည်းနားလိုက်ပြီးပါအမှန်နဲ့ပြောနေဆရာကြီးဥညာနာလည်းနားလိုက်ပြီးတော့ဆရာလေးလည်းခွင့်လွှတ်ပြီးပါနော်အမှန်နဲ့ပြောနေဦးဇင်းကအဲ့လိုတစ်ခါအဲ့လိုပြောတယ်ခုနဟိုင်ရီတာလည်းအပေါ်ပွားရီမဲ့သူများဆောင်းကားလို့ဖြစ်တတ်တာပေါ့ဒါနဲ့ပတ်သက်လို့တနိုင်ငံလုံးလည်းပြောပါတယ်ဆိုတော့ဦးဇင်းကမဟုတ်ဆရာတော်ဖျားကြီးရဲ့တရားတွေနားပြီးတော့ဆရာတော်ရှင်ညာနာပေါ့သူတို့ခေါ်တဲ့ဦးဇင်းအဲ့မှာလူဘွားတိုင်းအမြဲတမ်းဆွေးနွေးတော့အစိတ်တွေရှိတယ်အခုနပရမတ္ထသစ္စာနဲ့ဒီကုနာအရိယသစ္စာကြီးမှာမရှိဘူးဒါတွေနဲ့ပတ်သက်ဦးဇင်းအခုယဉ်နီးခဲ့တဲ့လူတွေကိုပြန်ကြည့်ရင်တမ်းမြင့်ဝင်နေရောဘာဖြစ်လဲ တမ်းမြင့်ဝေ တမ်းမြင့်ဝေတမ်းမြင့်ဝေနဲ့ကစောစောကလေးကဒီတော့နဲ့ကင်းကွာသွားတာတမ်းမြင့်ဝေကမြင်ဝင်းမောင်နဲ့မိတ်ဆွေဦးဗျမြင်ဝင်းမောင်ကဒီတော့နဲ့ကင်းကွာသွားခဲ့တာကဒီတော့တို့ဖွဲ့စည်းပုံလေးဆွဲကြတယ်သိတယ်ဖွဲ့စည်းပုံလေးဆွဲတဲ့ခါကျတော့မြင်းမောင်သူဥက္ကဋ္ဌဖြစ်တာပေါ့ဟုတ်တယ်သူဥက္ကဋ္ဌဖြစ်တော့ရန်ကုန်မှာမန္တလေးမှာပါမန္တလေးမှာမန္တလေးရဲ့တကားလေးရှိပါသူကပြောတယ်တကယ်တော့တဲ့ဒီဖုန်းကြီးကကျွန်တော်တို့လက်အောက်တောင်ဖြစ်သွားပြီကျွန်တော်တို့ပဲဒီသဘောတရားကိုဒါထူထောင်ကြမှာဖြစ်တယ်လို့ဆိုတာပြောတာပေါ့နော်မန္တလေးသားတွေကမကြိုက်ဘူးဘာလို့ဆိုတော့ရန်ကုန်ဘုန်းကြီးပါသွားတာတောင်သိမကြိုက်ဘူးအဲ့လိုဆိုတော့ဝမ်းလေးကနေပြီးတော့ဘုန်းကြီးအဲ့လိုပြောရတော့မကြိုက်ဘူးပါညာနေပြောတာပေါ့နော်စပြီပထမတစ်နှစ်အဲ့လိုပြောလိုက်တော့ရန်ကုန်ရောက်တဲ့ခါကျမင်းမျိုးမောင်အဲ့လိုမျိုးလို့မင်းပြောတယ်လို့တရားတယ်လို့မင်းအဲ့ဒါရတော့အတင်းမြဘူးပြလို့မပြောနဲ့လို့အဲ့လိုပြောရတာပေါ့နော်မပြောနဲ့လို့ပြောတဲ့ခါကျတော့သူကလည်းဘာမှပြန်မပြောပါဘူးနောက်တစ်နှစ်ရောက်တဲ့ခါသူပြောပြန်ပြီပြောတဲ့ခါကျတော့ခါနောက်တစ်နှစ်ကျတော့လဲဗန်လေးကအဲ့ဒီတခါတည်းကပြောလိုက်တာပေါ့နော်ပြောလိုက်တော့မင်းအဲ့ဒါတော့တောင်းပန်ရလိမ့်မယ်လို့မနစ်ကပြောပြီးပြီလို့အဲ့ဒါလဲမင်းဒီနေ့လဲအဲ့လိုပဲပြောခဲ့တယ်လို့ဆိုတဲ့ခါကျမင်းတောင်းပန်ရလိမ့်မယ်လို့ဝါရနဲ့ပုဂ္ဂိုလ်နဲ့လူရမဟုတ်ပါဘူးသူပုဂ္ဂိုလ်လူတာဆိုတာတဲ့သူနေရာလူတာပဲပေါ့အဲ့နေရာအဲ့လောက်အရေးကြီးသွားလို့လားဝေးကြီးရအရေးကြီးတာပေါ့ငွေကြီးရရှိသေးတယ်ဝေးကြီးရရှိတာပေါ့ဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်ဆက်ပြီးတိုးတက်သွားတော့ပါဦးတိုးတက်သွားရင်ဒီလိုဟာမျိုးကဒါသူပဲအဓိကခြေလဲရပါဦးခြေလဲရမှာဆိုတော့ तू ကဝေသမားကြေးသမားပဲဗျမျိုးပါလေ
ဘာနဲ့သွားတူတယ်လို့ဆိုရင်သာဝတီတို့လက်ဝတန်းတို့ဆိုတဲ့နေရာတွေကနော်ဟိုဓမ္မဆရာကြီးတယောက်ရှိခဲ့ဘူးတယ်လေဦးမြင့်သိန်းလားဦးမြင့်သိန်းလို့ဟိုပါတယ်သူ့နာမည်လေးက3လုံးမှပါတယ်3လုံးကလည်းဗလာပြမမင်းနဲ့သူဝိနည်းဆရာလောက်ခံရတာပဲလေခံဟုတ်တယ်ပါတယ်လောက်ခံရတယ်ခံရဘူးသူဝိနည်းဆရာမရှိဘူးအဲ့ဒီတော့ပါသူကမဟုတ်ဘူးဟိုဆန်နဲ့သူကတိကျဟိုဝိနည်းတို့နဲ့မဟုတ်ဖ ೇನೆ နိုင်ငံတော်ဩဝါဒနဲ့လောက်သွားတာလားပြောတော့ဘူးဟုတ်ပြောပါအဲ့ဒီသူဆိုရဲ့မိဘတွေဘာတွေရတော့မှသူ့ကိုလှူကြတယ်တဲ့ဟုတ်တယ်လေအဲ့ဒါကိုသူပေါ့အဲ့ဒါပဲပေါ့သုံးလုံးပြဟုတ်ပါတယ်ဘာဦးဇင်းပြမိသွားလို့ဟုတ်ပါတယ်ဟုတ်တယ်သူပဲကဟုတ်တယ်အဲ့ဒီပဲဆရာပဲအဲ့ဒီသူပြောပဲဟာတော့တယ်ပေးသွားပြီကိုတော့ပြောတာတင်ပဲဒါကိုဟိုကနာကိုအမြင့်ဝင်းမောင်ကအဲ့လူတွေနဲ့အဲ့ဒီသူရဲ့စာအုပ်တွေအသိရောက်ရတယ်ဟုတ်ပြီရန်ကုန်ကဦးမောင်ကြီးဆိုတာပဲနှိပ်ပုံနှိပ်တာဟုတ်ပြီဦးမောင်ကြီးကိုသူပတ်စံတောင်းလာတယ်ပတ်စံတောင်းတဲ့ခါကျဦးမောင်ကြီးကတပြီးတော့စိတ်ဆိုးတာပေါ့နော်စိတ်ဆိုးတာသူ့စာအုပ်တွေကိုရုပ်သိမ်းလိုက်ပြီးနှိပ်ခွင့်မပေးတော့ဘူးလို့ဆိုတဲ့ခါကျတော့အဲ့ဒါသူ့ဟိုစားနိုင်ငံတော်ဩဝါဒစီရအဖွဲ့ကနေပြီးတော့သူဟဲ့ဘူးအဲ့ဒီမရောက်သေးဘူးကြော်ညာလိုက်တယ်မရောက်သေးဘူးအဲ့ဒီမရောက်သေးဘူးအဲ့မရောက်သေးဘူးလားဟုတ်တယ်အဲ့လိုပဲကြိုက်သူ့ရဲ့ဟိုတဲ့ဟိုပေါ့နော်သူ့ရဲ့စာအုပ်တွေကိုဥပောင်ကြီးရိုက်ခွင့်မပေးတဲ့အခါကျသူ့ဟာသာတည်ကြီးတယ်ဥပောင်ကြီးကဟိုလူကဓမ္မဂတိကပဲသူစာရေးလည်းကောင်းတယ်ကြပြားတွေပါလည်းအစားကောင်းတယ်အဲ့လိုဆိုတဲ့အခါကျတော့သူ့စာအုပ်တွေကဘယ်ရိုက်လို့ရပါဥပောင်ကြီးစာအုပ်တွေကလေအဲ့လိုတဲ့ဥပောင်ကြီးကလည်းကျုပ်ထွက်သွားတော့တာပြောကြလို့ပေါ့ဗျာဥပောင်ကြီးကအဲ့လိုဖြစ်သွားတယ်ဥပောင်ကြီးကပုံနှိပ်တပါဟုတ်ပြီအဲ့စာအုပ်တွေနဲ့သူကကြီးပွားနေတယ်အဲ့တော့ဘာသာရေးစာအုပ်ဆိုတာကစွန်သွားလို့ရှိရဲ့တော်တော်ကြီးစားလောက်တယ်လို့ပြောပါတော့အဲ့တော့တော်တော်ကြီးစားလောက်တာဖြစ်ပြီပဲခုနကပြောခဲ့တဲ့ဥပောင်ကြီးတို့ဆိုတဲ့ဟာမျိုးပုံကိုကြည့်လိုက်လို့ရှိရင်ကိုယ်ပဲမျိုးမောင်လည်းအဲ့ဒီကြိုက်ဖမ်းတာလေအဲ့ဒီကြိုက်ဖမ်းတာဆိုတဲ့အခါကျတော့ဒါတိုးတက်လာတော့မှလေဒီစာအုပ်တွေတွင်ကျဲလာတော့ပါဦးအခုမျိုးမောင်အဲ့မေးရဆိုမျိုးမောင်အဲ့ခံနိုင်မှာမလားနေခံနိုင်မှာတော့မဟုတ်ဘူးပေါ့ဒီအဲ့တော့ပြောတော့ကြာရင်ဦးဇင်းက Facebook တင်မှာအေးတေတော့လေဒါကိုယ့်အတော့ကိုယ်သာဟိုလည်းဖြစ်ပြီးတင်ပြီးတော့ပြောမှာပေါ့ဟုတ်တယ်ဒါကြောင့်ဗတိသားလည်းမကြောက်ဘူးမတင်ပါလည်းမကြောက်ဘူးကိုတော့ကြိုက်တယ်လို့သာလုံးဒါပြီးတော့ရခိုင်ပေးတယ်လို့ဖြစ်လည်းပဲဒါဟဲ့ရထိုက်ပေးတယ်လို့ဖြစ်လည်းပဲကိုတော့ခါဒါပဲဟုတ်ပါပြီအဲ့လိုတဲ့ဒါသူကဒီအယူဆပါသူကခေါင်းကြတယ်ဘိုးကြတယ်ဆိုပြီးတော့သူလှုပ်လိုက်တာလေလို့တော့ဘာလေးကလက်မခံနိုင်တော့အဲ့လက်မခံနိုင်တာကို2နှစ်မြောက်ထိလက်မခံနိုင်ဘူးပြောတဲ့အခါကျတော့မင်းအဲ့ဒါကိုပြန်တောင်းပါမယ်လို့ပေးစာတဲ့ထည့်ရေးလိုက်တာဒီတော့ဟုတ်တယ်ဦးစင်းအဲ့ပေးစာတွေအများနဲ့ဖတ်ရတယ်လေအဲ့ပေးစာတဲ့ထည့်ရေးလိုက်တဲ့အခါကျတော့သူကလည်းပဲအဲ့ဒါကိုတခါတည်းတော်ကြီးတဲ့ထေရဝါဒဗုဒ္ဓဘာသာပိဿဝကမ္ဘာဝါဒဗုဒ္ဓဘာသာနှုတ်ထွက်တယ်ဆိုတော့သူနှုတ်ထွက်လိုက်တာနှုတ်ထွက်တယ်ဆိုရင်လည်းစီရှိချင်ဟာဆိုပြီးတော့သူစီကသူရိုက်နေတဲ့စာရိုက်ဆဲစာအုပ်တွေတို့ရိုက်ပြီးစာအုပ်တွေတို့ပေါ့နော်အဲ့ဒါတွေဒါပဲစာလူသေးသလားပဲစာပူသေးသလားတဲ့အဲ့ဒါကိုအဲ့ချိန်မှာဦးစင်းသိနေတယ်အင်ဂျာမီအဲ့ဒါဖြတ်လိုက်တဲ့အခါကျသူနဲ့ကွဲသွားပြီလေသူနဲ့ကွဲသွားပြီးရဲ့အခါကျတော့လည်းမဆက်တော့ဘူးပေါ့ဒါအဲ့ဒါပါပဲတော့မြေပေါက်တဲ့တူရောတဲ့ကွဲသွားပြီးပြီလို့ဆိုပါတော့တမ်းမြင့်ဝင်တဲ့တူရောကွဲကြတော့တာပေါ့နော်မဟုတ်တမ်းမြင့်ဒီလိုလိုဦးစင်းသိတဲ့လောက်ကတော့တမ်းမြင့်ဝင်နဲ့ရှင်ညာနာနဲ့အရင်ကွဲတယ်တမ်းမြင့်ဝင်ကဦးစင်းနဲ့လည်းတော်တော်နီးစပ်ခဲ့တာဟုတ်လားနီးစပ်တယ်တော်နီးစပ်တယ်မြို့ထဲမှာသွားလာဦးစင်းစောက်တယ်အခုဘုံကြီးဘွားမှာလည်းသွားဖြစ်ပါတယ်အခုနောက်ပိုင်းတော့ဟိုတော့သူဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးသူတော်တော်ခံစားပြီးပြင်းပြင်းထန်ထန်ပြောလိုက်တော့သူကမြလည်းသူ့အစွဲနဲ့သူ့အယူပဲလေရှိသေးတော့ဆိုသူကဘာဆွဲတယ်ဒီလိုပါပဲသူကဒီကနေ့ဗုဒ္ဓဘာသာကြီးကြောင့်ဒီကနေ့နိုင်ငံရေးကြဆုံးတယ်လို့သူကလက်ခံထားတာဟုတ်ပါတယ်အဲ့ဒါလည်းအမှန်ပဲကနော်ဆိုတော့ဟိုဒါနဲ့ပတ်သက်လို့ဦးစင်းကလည်းသူ့ဘောတော့အထူးမပြောလို့တော့ဘူးလေဘာပဲပြောမချစ်တော့လဲအောင်းခံသားနဲ့မနှမ်းတော့လဲပင်းသက်ရှိဦးစင်းတို့လည်းဘယ်အစိုးရဖြစ်ဖြစ်ဟိုကြိုက်ချင်းမကြိုက်ချင်းဆိုနိုင်ငံတော်တိုးတက်ရင်ကြိုက်ရမှာပေါ့နိုင်ငံတော်ဆိုးရွားနေဦးစင်းလည်းစိတ်မကောင်းဖြစ်ရမှာပေါ့သို့တော့သူတို့လုံနေတဲ့အခါမှာကိုကအာနာရှင်နဲ့ပြိုင်နေဖို့မဟုတ်ဘူးလေသူတို့ရဲ့အမားတွေကိုထောက်ပြနိုင်တဲ့စွမ်းအားရှိရင်လည်းထောက်ပြလိုက်ပေါ့သို့တော့ထောက်ပြတာမကြိုက်နဲ့မထောက်ပြနဲ့ပေါ့ဟုတ်တယ်မတော်ရကြရင်သူတို့ထောက်ပြတာမကြိုက်လို့ကိုထောက်ကြမယ်ဆိုနေနေခံပါလေဟုတ်ပြီဘာလို့ဆိုတော့သူတို့ကောင်းမှန်ရင်တော့ထောက်ပြတာသူတို့အတွက်အကောင်းဆုံးသောဆုလက်ပေးတာဖြစ်တဲ့ထောက်ပြလက်ခံပါပါ
ဦးဇင်းကတော့မကောင်းမှုမပြောင်းဘဲနဲ့ဖြစ်နေတဲ့အခြေအနေကတော့အကောင်းဆုံးညီညွတ်စီလုံးရုပ်ထွက်ကြပါဟုတ်ပြီအရေးကြီးကလွတ်မြောက်ခြင်းနဲ့တမိုးရှိတာလောကမှာဘာမှမရှိဘူး မာတော့ဘဝပြေမှာအဲ့လိုပဲအာနာရှင်ရဲ့အုပ်ချုပ်မှုအောက်မှာဒီပကံခေလောက်ကနေပြီးပြားပြားပေါက်ပြီးတော့လာခဲ့ရတဲ့ဖြစ်ရကအဲ့လိုအရှင်ဘုရားတွေးခေါ်တယ်လို့တွေးခေါ်တဲ့ထေရဝါဒဗုဒ္ဓဘာသာကြောင့်ဖြစ်တာပဲဟုတ်နော်အဲ့လိုလို့ဆိုတော့ လူကြီးလေ ဆိုကြပါစို့ဒါပါတာကိုမှားတယ်လို့မပြောဘူးလေ ဟောပြောရမှာပေါ့အဲ့လိုလား မှားတာကိုမှားတယ်လို့ထုတ်မပြောတော့မှလည်းကိုကနေတော့မျက်နှာလွှဲနေရမယ်အားပြီဆိုရင်တော့အဲ့ဒါနဲ့သက်လင်းလို့မှန်နေဆိုတဲ့အကြောင်းမှန်နေဆို အဲ့လို တော့ ဝင်ပြီးတော့ ပြောနေ အမားကိုလည်းအမှန်လို့မလုပ်ပါဘူးဓမ္မအဓမ္မမလုပ်ပါဘူးအဓမ္မလည်းဓမ္မမလုပ်